အာနာသိမ့်ပြီးလေလုံးထွားခဲ့တော်လဲအခုတော့နေရာကွက်ကြားသာအုပ်ချုပ်လို့ရတော့ကြောင်းကိုယ်တိုင်ဝန်ခံလိုက်ရတဲ့မင်းအောင်လှိုင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံမှာတည်ငြိမ်မှုရှိလျင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေတော်လဲစစ်ကောင်စီအနေနဲ့နိုင်ငံအနှံ့ဒေသအများပြားကိုလက်လွတ်လိုက်ရတာကြောင့်ရွေးကောက်ပွဲကိုနိုင်ငံအနှံ့ကျင်းပနိုင်ပွဲမရှိကြောင်းရုရှားသတင်းဌာနနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းတွင်မင်းအောင်လှိုင်မှဝန်ခံပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။လက်ကောင်းဤထိုကဲ့သို့အပြောပေါ်ဝန်ကြီးချုပ်ဟောင်းဦးနုသမီးဖြစ်သူမြန်မာဒီမိုကရက်ပါတီဥက္ကဋ္ဌဒေါ်တန်းတန်းလူကလုံရရသည့်နေရာများတွင်ပင်စိန်ခေါ်မှုများနှင့်ရင်ဆိုင်လာရပွဲရှိသည်ဟု RFA သတင်းဌာနအားမှတ်ချက်ပေးသွားခဲ့တာတွေ့ရပါတယ်။မဲလိမ်လည်မှုဆိုကလီဆယ်အာဏာသိမ်းခဲ့ပြီးနောက်3နှစ်ကြာလာသည့်တိုင်ရွေးကောက်ပွဲလည်းမပြုလုပ်နိုင်ခဲ့သည့်အပြင်2008ဖွဲ့စည်းပုံအားလည်းအကြိမ်ကြိမ်ချိုးဖောက်ကဘယ်သူမှလက်မခံတော့တာတိတိကြီးနဲ့ပေကက်နေလာခဲ့ပြီးဖြစ်ပါတယ်။ထိုကဲ့သို့သောဘဝမျိုးရောက်သွားခဲ့ရအောင်လေလက်ကောင်းတို့အထင်သေးအမြင်သေးဖြစ်ခဲ့သည့်အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်မှုအောက်တွင်တိုင်းရင်းသားပြည်သူတရက်လုံးကຫນွေဦးတော်လှန်ရေးအားမလျှော့သောဇွဲဖြင့်ကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့၍ဖြစ်သည်ဟုစီရေးသုံးသက်သူစောင်းပါရှင်မှအေယာဝတီတွင်ရေးသားလာခဲ့ပါတယ်။စစ်တပ်ဟာတိုင်းရင်းသားအဖွဲ့များနှင့်ဆက်ဆံရာတွင်အသည့်အဆန်းမထွင်နိုင်ပဲဟောင်းနှွမ်းဆွေးမြင့်နေသည့်တွေးခွဲအုပ်ချုပ်ရေးဆိုသည့်ဖြူဟာကိုသာတောက်လျှောက်ကျင့်သုံးလာခဲ့၍လက်ကောင်းတို့ပေါ်အယုံကြည်ကင်းမဲ့လာခဲ့ကြတာပါစစ်ကောင်စီအနေနဲ့နိုင်ငံအလဲပိုင်းကိုကောင်းစွာထိန်းချုပ်နိုင်ခဲ့ပါကမိမိတို့နယ်မြေများကိုတိုက်ခိုက်လာကြမည်ဆိုသည့်အားလဲကောင်းစွာရိပ်စားမိနေကြပြီဖြစ်ပါတယ်ထို့အတွက်ကြောင့်လဲနိုင်ငံအလဲပိုင်းတော်လှန်ရေးအင်အားစုများအားတိုင်းရင်းသားလက်နက်ကိုင်များကပံ့ပိုးပေးလာခဲ့ကြတာလို့ဆိုပါတယ်မြောက်ပိုင်းညီနောင်များအဖွဲ့ဟာလက်နက်လူအင်အားစုဆောင်ပြီးထိုးစစ်ကြီးစတင်နိုင်ရန်လျှို့ဝှက်စွာစစ်ရေးပြင်ဆင်နေသည့်အပြင်တော်လှန်ရေးအဖွဲ့များကိုလည်းပံ့ပိုးပေးနေခဲ့ကြပါတယ်1027ထိုးစစ်ကြီးစတင်ချိန်မှာတော့ရှမ်းမြောက်ဒေသတွင်စစ်ကောင်စီဟာတစ်မျိုးပြီးတစ်မျိုးလက်လွတ်ခဲ့ရပြီးစစ်စခန်းရှိသမျှ400ကျော်ခန့်လည်းဆုံးရှုံးသွားခဲ့ရပါတယ်လာရှိုးကိုသိမ်းယူအံဆဲဆဲတွင်တရုတ်၏ဖိအားပေးမှုကြောင့်ထိုးစစ်ကိုရပ်တန့်ပေးခဲ့ရပါတယ်သို့တော်လည်း1027ထိုးစစ်ကြီးဟာစစ်ကောင်စီအားအဆက်တကွဲနဲ့နလန်ပြန်မထူနိုင်အောင်ထိုးနှက်နိုင်ခဲ့ပြီဖြစ်ပါတယ်ရုရှားသတင်းဌာနနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းတွင် NLD အစိုးရလက်ထက်2018ခုနှစ်ကတည်းကမြန်မာနိုင်ငံ၏စီးပွားရေးဟာစီမံခန့်ခွဲမှုအားနည်းချက်ကြောင့်ကျဆင်းခဲ့ရတော့လဲမင်းအောင်လှိုင်ကလက်ကောင်း၏စွမ်းဆောင်မှုကြောင့်တိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့လာနေကြောင်းအရှက်ကင်းမဲ့စွာလိမ်လည်ပြောဆိုသွားခဲ့တာတွေ့ရပါတယ်2018ခုနှစ်လောက်ကတည်းကမြန်မာနိုင်ငံရဲ့စီးပွားရေးစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့်ကျဆင်းခဲ့ပါတယ်ဒါကိုကျွန်တော်တို့စီးပွားရေးပြန်လည်နလန်ထူမှုဖြစ်အောင်အားသွန်ခွန်စိုက်စူးစမ်းခဲ့တဲ့အတွက်ကျွန်တော်တို့စီးပွားရေးနလန်ထူတာလည်းရှိပါတယ်ဒီအတွက်လည်းတော်တော်လေးကျွန်တော်တို့ရုန်းကန်ခဲ့ရတာရှိပါတယ်ဟုမင်းအောင်လှိုင်ကထုတ်ဖော်ပြောဆိုလိုက်တာပါဒါအပြင်လက်ကောင်းဤမိသားစုနဲ့တာသမီများစီးပွားရေးလုပ်ကင်ပုံကိုမေးမြန်းရမှာလဲမြန်မာပြည်မှာအယိုးသားဆုံးလုပ်ကင်စားတောက်နေတဲ့မိသားစုတစ်ဖွဲ့လိမ့်လေပြောကြားသွားတာကိုအခုလိုတွေ့ရပါတယ်သားစုတွေပေါ့မိသားစုသားသမီးတွေကတော့အတတ်ပညာအသိပညာအတတ်ပညာရှိပြီးတော့ကိုယ့်ချစ်တဲ့ကိုရက်တည်နေတဲ့ဖြစ်ဖို့လိုတယ်ဒါသူ့ရဲ့တူကြီးရဲ့ကားတွေဖြစ်တာလည်းပဲနောက်တစ်ခုကစိတ်နေစိတ်ထားတယ်ပေါ့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာရှိတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ပြူအောင်စိတ်ကိုထားပါတော့ဒါတွေကျွန်တော်ပြောကြတော့မကောင်းတဲ့ဟာတွေမလုပ်နဲ့ကောင်းတာလုပ်ပေါ့စိတ်ကိုတတ်တတ်ရှင်းရင်ထားပေါ့ဒါတွေမိသားစုအများအားရှိအောင်ဒါကျွန်တော်သားသမီးတွေပေါ့ဒါတွေအများအားဒါတွေအဆုံးမပေးတာတွေရှိပါတယ်သူတို့ကတော့ကျွန်တော်နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်တက်မတော်သားဖြစ်တဲ့ကြောင့်ကျွန်တော်တို့နေဒီသွားနေရတယ်ရှိတော့အပြင်သွားနေတာရှိတယ်မိသားစုနဲ့အနီးကပ်နေဖို့ဆိုအချိန်တော့တိတ်တော့မရှိခဲ့ဘူးသူတို့ကတော့ကိုယ်ပညာကိုကြိုးစားတို့တော့အမေကနေထိန်ပေးထားတာသူတို့အမေကထိန်ပေးထားတာရှိတယ်ဒါတို့ကတော့ရိုးသားလုတ်ကန်စားတော့ခြင်းဒီစိတ်ဓာတ်ကိုကျွန်တော်တုတ်တယ်တို့ကတော့သူတို့ရဲ့အသိပညာဆိုတာလေအတွေ့အကြုံကနေရတာအသိပညာအတွေ့အကြုံကနေပြီးအသိပညာကိုရှိအောင်လုပ်ကြတာသူများအတွေ့အကြုံတွေကိုရအောင်ယူရတာလေရှိတော့ကိုယ်အတွေ့အကြုံတွေပေါ့မိဘအတွေ့အကြုံတွေမရဘူးမိဘပြောတဲ့အတွေ့အကြုံတွေမရအောင်သူတို့ကနေသူတို့ဆက်ဆံရတဲ့ဒူတွေကနေပြီးတော့အတွေ့အကြုံတွေရှိမယ်ဒါတွေလို့ထိတွေ့ဆက်ဆံခြင်းအပြင်လေးလာခြင်းအပြင်ရတဲ့အတွေ့အကြုံကိုသူတို့ရဲ့ဘဝတိုးတက်မှုတွေအသုံးချနိုင်မှုတွေဒါအများအားသူတို့လည်းဒါကျွန်တော်ပြောတာပါသူတို့ဒါတွေထိန်းသိမ်းဆောင်ရတဲ့ရှိတာကိုကျွန်တော်တို့ရှိတွေ့ပါလောလောဆယ်တပြည်လုံးစိတ်ဆင်းရဲနေတာကတော့
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တာပါပဲတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ပြည်내ပြဿနာတို့နဲ့ပတ်သက်ရင်လွှတ်တော်ခေါ်ပြီးလွှတ်တော်ကအတည်ပြုမှရမယ်လို့ဗော်လီဘောပုတ်လေးရှိတဲ့စစ်ကောင်စီဟာဘလွတ်တော်ကမှအတည်ပြုမထားတဲ့စစ်မှုထမ်းဥပဒေကိုကိုယ့်သဘောနဲ့ကိုယ်အလွယ်တကူအတည်ပြုလိုက်ပါတယ်လက်ရှိမြန်မာပြည်ခြေနေကတော့တဆက်မှကောင်းကွက်မရှိပဲတဆက်ထက်တဆယိုယွင်းနေတာအများသိပါပဲဘာမဆိုလို့ရဲတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်တကယ်လှုပ်တတ်တာပြောရရင်တော့တပြည်လုံးကိုနှီးမျိုးစုံနဲ့တစ်မျိုးပြီးတစ်မျိုးဒုက္ခပေးနိုင်တာပဲလို့ပြောရပါလိမ့်မယ်စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနှီးဥပဒေမပြဋ္ဌာန်းရသေးတဲ့အတွက်စိုးရိမ်စရာမလိုဘူးလို့စစ်တပ်လော်ဘီတွေကဝါဒဖြန့်နေပေမဲ့အောက်ခြေမှာတော့အာဏာပိုင်တွေဟာနေမျိုးစုံလှုပ်ရှားနေကြပြီဖြစ်ပါတယ်လှုပ်ရှားလို့ရအောင်လဲစစ်တပ်အကျင့်တိုင်းနီလန်ပေါင်းစုံသုံးပြီးစစ်သားစုဆောင်ပါလို့အမိန့်ပေးထားလို့ဖြစ်ပါလိမ့်မယ်အခုလိုစစ်ကောင်စီရဲ့တပည့်သားမြေတွေရန်ကားရဲတာဟာလဲစစ်ကောင်စီရဲ့အရှိန်အဝါနဲ့ခွင့်ပြုချက်ကြောင့်ပါပဲစစ်မှုထမ်းဥပဒေကြောင့်မိဘတွေရောလူငယ်တွေပါအပူလုံးကြွပြီးတောကဝေနေတဲ့အချိန်မှာမြေပြင်မှာစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်နေတဲ့စစ်ကောင်စီရဲ့သားတပည့်တွေကတော့ခွေးဖျားပွဲတွေ့နေတယ်လို့ဖြစ်နေကြတာတွေ့ရပါတယ်စစ်မှုထမ်းဖို့အသက်ပြည့်သူတွေစစ်ထဲမဝင်လိုတဲ့သူတွေကိုနှီးမျိုးစုံနဲ့ငွေညှစ်ပြီးသူများမျက်ရည်ကြမှာထမင်းဝက်ယုံမကတထေးဖြစ်ဖို့ပါကြံစီလှုပ်ဆောင်နေကြတာဟာမြန်မာပြည်အနှံ့မတွေ့ခြင်းမမြင်ခြင်းဆုံးအရာပါပဲအခုမြန်မာပြည်ကနေနိုင်ငံခြားထွက်နေတဲ့လူငယ်တွေဟာတရုတ်လိုအစိုးရပညာတော်တဲ့အနေနဲ့ထွက်ကြတာမဟုတ်ပါဘူးရှိစုမဲ့စုရောင်းချပေါင်းနှံပြီးရရအလုပ်လုပ်ဖို့ထွက်ကြရတာပါစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့ဝေးရပြေးနေကြတာပါဒါအပြင်စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာဝေးရပြေးကြရတာပါမင်္ဂလာတုံလေစိတ်မှာတွားတဲ့သူရောလိုက်ဖို့သူပါပြုံးပြုံးရွှင်ရွှင်မရှိကြတာရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်စစ်ကောင်စီဟာနိုင်ငံတော်ဝန်တွင်စစ်ဌာနချုပ်များတပ်ရင်းတပ်ဖွဲ့များစစ်စခန်းများစုစုပေါင်း9280ရှိခဲ့တော်လဲယခုအခါတဝက်နီးပါးဖြစ်သည့်စစ်စခန်းပေါင်း2500ခန့်ကိုလက်လွတ်ခဲ့ရပြီးဖြစ်ကာထိုထဲတွင်1000ခန့်ဟာတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီးကျန်စခန်းများကတော့ခုခံခြင်းမရှိဘဲလက်လွတ်ဆုတ်ခွာသွားခဲ့ကြခြင်းဖြစ်ပါတယ်တော်လှန်ရေးတပ်ပေါင်းစုများရဲ့တလိုင်းပြီးတလိုင်းလာမည်ဟုကြွေးကြော်ခဲ့သည်များကအကောင့်ထဲပေါ်လာနေပြီးတစ်ချိန်ကတိုက်တိုင်းအောင်ဟုစစ်တပ်၏ကြွားလုံးဝါလုံးများသည်အတန်တာရှိပြီးအဆန်မပါသည့်တကြံအမြောက်ပမာဖြစ်သွားခဲ့ရရှာပြီးဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်